ဒီလိုဘာဝတ္တတက္ကသိုလ်ရန်ကုန်ဤ2025-2026 ပညာသင်နှစ်ပထမနှစ်ဝက်စာမေးပွဲ first term နှစ်ဝက်စာမေးပွဲဖြစ်ပါတယ်မာဝိဇာတန်း MA ဝိဇာတန်း BA ဒီပလိုမာတန်းအတန်း3တန်းကကျောင်းသားတွေဖြည့်ဆိုနေကြတာဖြစ်ပါတယ်မာဝိဇာတန်းဆိုရင်2နှစ် semester 4ခုတက်ရပါတယ် B တန်းမှာဆိုရင်3နှစ် semester 6ခုဒီပလိုမာတန်းမှာဆိုရင်2 years 2နှစ် semester 4ခုဖြစ်ပါတယ်အသည့်အောင်မှဝက်လက်မှတ်များချင်းဆက်ကပ်ပေးတာဖြစ်ပါတယ်မာဝိဇာတန်းမှာတော့2နှစ်တက်တဲ့အပြင်ကျမ်းပြုရပါတယ်ကျမ်းစာတင်ရသုတေသနစာတမ်းတင်ပြီးမှ Bible post တွေထိုင်ပြီးမှအောင်မြင်သည်ဟုအသိမှတ်ပြုပါတယ်ဆောင်းပြီးတဲ့အခါမှာ2025-2026 ပညာသင်နှစ်ဒီကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန် first time exam ပထမနှစ်ဝက်ဆောင်ဝက်ဖြည့်ဆိုနေကြတာဖြစ်ပါတယ်ဒီကနေ့ကဒုတိယနေ့ဖြစ်ပါတယ်မနက်ကတရက်တပတ်ခါတရက်4ရက်ဖြည့်ရမှာဖြစ်ပါတယ်ကျောင်းသားတွေလက်ခံတဲ့ချိန်ကတော့မြန်မာနှစ်တကူနှစ်စံတရက်နေ့ကစပြီးတော့လက်ခံတာဖြစ်ပါတယ်ဧပြီ19ရက်နေ့စပြီးတော့ကျောင်းသားတွေလက်ခံပါပြီဒီပလိုမာတန်းတွေရော BA တန်းတွေရော MA တန်းတွေရောနောက်တစ်ခါလူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဓမ္မဒီပလိုမာတန်းတက်ချင်တဲ့သူများရောမြန်မာနှစ်တကူပြီးတာနဲ့ကျောင်းသားတွေလက်ခံပါပြီဆိုတဲ့အကြောင်းတွေကိုသိပေးရင်နောက်တစ်ခါဒီပလိုမာတန်းတက်မဲ့ပုဂ္ဂိုလ်တွေကအနည်းဆုံးထရမကြီးတန်းအောင်ခဲ့ရပါမယ်လူပုဂ္ဂိုလ်များဆိုရင်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲအောင်မြင်ပြီးသူဖြစ်ရမှာပဲဗေဒန်းပုဂ္ဂိုလ်တွေကတော့ဘွဲတစ်ခုခုရခဲ့ရမှာဖြစ်ပါတယ်မာဝိဇာတန်းတက်မြင့်သူကတော့အနည်းဆုံးသာသနာဓမ္မစီအပြင်တက္ကသိုလ်တစ်ခုကနေပြီးတော့ဒီဘွဲတွေရခဲ့ရမှာဖြစ်ပါတယ်ဒီဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်ကလက်ချာရာတွေကတိကတွေပမောက္ခတွေအားလုံးဟာသာသနာဓမ္မစီဘွဲရပြီးသားဖြစ်ပါတယ်သာသနာဓမ္မစီဘွဲရပြီး MAB ပုဂ္ဂိုလ်များကိုကတိကပြခန့်ပါသည်PhD ပြီးထားတဲ့ပုဂ္ဂိုလ်များကိုတော့ပမောက္ခအဖြစ်အသိမှတ်ပြုပါသည်ဒီလိုဘာဗုဒ္ဓတက္ကသိုလ်များ၏ Constitution မှာပါတဲ့အတိုင်းပြောပြခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီဘာဗုဒ္ဓတက္ကသိုလ်မှာဆရာလုပ်ချင်တဲ့ပုဂ္ဂိုလ်များကအနည်းဆုံးသာသနာဓမ္မစီအောင်မြင်ခဲ့ရပါတယ်ဘီတန်းနေအောင်မြင်ခဲ့ရပါမယ်မာဝိဇာတန်းနေအောင်မြင်ခဲ့ရပါမယ်PhD တန်းနေအောင်ခဲ့ရပါမယ်ဤအင်္ဂါရက်တွေညီမဒီဘာဗုဒ္ဓတက္ကသိုလ်များဤကတိကပါမောက္ခဆရာများဖြစ်ပါတယ်ဆိုတဲ့အကြောင်းဝမ်းမြောက်ဝမ်းသာစွာဒီပြပါတယ်အားလုံးစိတ်ဝင်စားသူများဤတက္ကသိုလ်ကိုတက်ချင်တဲ့သူများဆက်သွယ်နိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပါတယ်